ဦးဇင်းတို့တရားချစ်ခင်သူတော်စင်ပေါင်းတို့တွေစီဝါလက်လံပါတိပေါ်များစေရန်ရှိတန်တမှုအာယုံပြုလို့ဦးဇင်းကမေတ္တာကရုဏာရှိထားခါဖြင့်ငွေဝံဂါထာဟုနာမည်ကြီးသောဒီဝတပ္ပတိအစာရှိတဲ့တပ္ပမင်္ဂလဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒီဝတပ္ပတိအာတိသောရတိမာဘာတိသန္တိမာတဏ္ဍတောခတ္တိယောတပ္ပတိဇာယိတပ္ပတိပြမနောအထံတပ္ပမဟောရတိဘုဒ္ဓောတပ္ပတိဒေဇတာတတိတံဒေဇတံဗန္နံဗုဒ္ဓံဝန္ဒာမိအတရံနမကာရနုဘဝေနတပေပုရိန္တုသင်္ကပ္ပအတိသောရောင်ကြီးတထောင်အလင်းရောင်ခြင်းထွန်းပြောင်ပါဝံရှင်ဒီမင်းသည်ဒီဝလူရှင်အမြတ်ကိုစီးပွားဖြင့်လုံရှားသွားလာနေအခါ၌တလျင်တပ္ပတိပြောင်းတဝံမိုက်မောင်ခွန်းကထွန်းလင်းတကယ်တင်တဲ့နိုင်ပါ၏သန္တိမာဧကုံလွန်မင်းပြည့်စုံခြင်းကြောင့်ဖြူဝန်းလာပါရောင်အဝါဖြင့်တတဝတန္တံဘူပန်ငြိမ်ကချမ်းသာအနှင့်ရွှေလာမင်းသည်အတိန်လူသူအမြအနာရှုလျက်အိစကြာယညအခါ၌သာလျင်အာဘာတိဣဒဖြေတင်ပဲရှင်မိုက်မောင်ထွန်းလင်းတောက်ပြောင်းနိုင်ပါပေ၏ခတ္တိယောရှင်မြေတနေဘယင်မင်းသည်တဏ္ဍတော်ဝံယံဘူပါတံစာပြေဝဆင်ရမသာလျင်တပ္ပတိဂုံသိမ့်ချူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏ယမနောမကောင်းမှုများပဲဆွမ်းထား၍တရားခိုအောင်ယဟန္တာသူတော်ကောင်းသည်သာယီပေါင်းဖို့ဆွမ်းခွာဇဏဖြာကိုသေချာကြနာရှုနေမှသာလျင်တပ္ပတိဂုံသိမ့်ဖြူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏အထာထုမတပဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်သည်တပ္ပမဟောရတိံဘေခမလအလုံးစုံသောနေ့ချင်းပတ်လုံးဒေဇတာသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုဖြင့်တပ္ပတိမပြတ်တကယ်တင့်တဲ့တော်မူပါပေ၏ဓာတိတံထိုကဲ့သို့ရှုအပ်သောဒေဇတံဗန္နံသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုနှင့်ပြည့်စုံတော်မူသောဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်ကိုဟံဘုရားတပည့်တော်သည်အတရံယုတိစွာဝန္ဒာမိဥကောင်းရွယ်လျို့မံကိုချုကရှိခုကြောပါ၏မြတ်စွာဘုရားနမကာရနုဘဝေနာဤသို့ရှင်ကိုပူဇော်ရသောကောင်းမှုအနုဘောတော်ကြောင့်တပေလုံးစုံကုန်သောသင်္ကပ္ပတင်သူတော်ကောင်းအပေါင်းတို့တွေကြံစီထားသောအကြံအစီဟုသမျှတို့သည်ပုရိန္တုမတိမြတ်စွာ
ပြေဆုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဦးဇင်းတို့တရားချစ်ခင်သူတော်စင်ပေါင်းတို့တွေစီဝါလက်လံပါတိပေါ်များစေရန်ရှိတန်တမှုအာယုံပြုလို့ဦးဇင်းကမေတ္တာကရုဏာရှိထားခါဖြင့်ငွေဝံကထာဟုနာမည်ကြီးသောဇီဝတပ္ပတိအစရှိတဲ့တပ္ပမင်္ဂလဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဇီဝတပ္ပတိအာတိသောရတိမာဘာတိသန္တိမာတဏ္ဍတောခတ္တိယောတပ္ပတိဇာယိတပ္ပတိပြမနောအထံတပ္ပမဟောရတိဘုဒ္ဓောတပ္ပတိဒေဇတာဓာတိတံဒေဇတံဗန္နံဗုဒ္ဓံဝန္ဒာမိအတရံနမကာရနုဘဝေနတပေပုရိန္ဒုသင်္ကပ္ပအတိသောရောင်ကြီးတထောင်အလင်းရောင်ဖြင့်ထွန်းပြောင်ပါဝံရှင်ဒီမင်းသည်ဒီဝလူရှင်အမြတ်ကိုစီးပွားဖြင့်လှုပ်ရှားသွားလာနေအခါ၌ဒါလျင်တပ္ပတိပြောင်းတဝံမိုက်မောင်ခွန်းကချွန်းလင်းတကယ်တင်တဲ့နိုင်ပါပေ၏စန္ဒီမာဧကုံလွန်မင်းပြည့်စုံခြင်းကြောင့်ခြေဝန်းလာပါရောင်အဝါဖြင့်တတဝတန်တံဘူပန်ငြိမ်ကချမ်းသာအနှင့်ရွှေလာမင်းသည်အတိန်လူသူအမြအနာရှုလျက်အိစကြာယညင်အခါ၌သာလျင်အာဘာတိဣဒဖြေတင်ပဲရှင်မိုက်မောင်ထွန်းလင်းတောက်ပြောင်းနိုင်ပါပေ၏ခတ္တိယောရှင်မြေတနေဘယင်မင်းသည်တဏ္ဍတော်ဝံယံဘူပါတံစာပြေဝဆင်ရမသာလျင်တပ္ပတိဂုံသိမ့်ချူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏ယမနောမကောင်းမှုများပဲဆွမ်းထား၍တရားခုအောင်ယဟန္တာသူတော်ကောင်းသည်စာယီပေါင်းဖို့ဆွမ်းခွာဇဏဖြာကိုတေချာကြနာရှုနေမှသာလျင်တပ္ပတိဂုံသိမ့်ဖြူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏အထာထုမတပဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်သည်တပ္ပမဟောရတိံဘေခမလအလုံးစုံသောနေညင်ပလုံးဒေဇတာသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုဖြင့်တပ္ပတိမပြတ်တကယ်တင့်တဲ့တော်မူပါပေ၏ဓာတိတံထိုကဲ့သို့ရှုအပ်သောဒေဇတံဗန္နံသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုနှင့်ပြည့်စုံတော်မူသောဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်ကိုဟံဘုရားတပည့်တော်သည်အတရံယုတိစွာဝန္ဒာမိဥကောင်းရွယ်လျို့မံကိုချိုးကရှိခုကရောပါ၏မြတ်စွာဘုရားနမကာရနုဘဝေနာဤသို့ရှင်ကိုပူဇော်ရသောကောင်းမှုအနုဘောတော်ကြောင့်
တပိအလုံးစုံကုန်သောသင်္ကပ္ပသင်သူတော်ကောင်းအပေါင်းတို့တွေကြံစီထားသောအကြံအစီဟုသမျှတို့သည်ပုရိန္တုမတိမြန်စွာပြေဆုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဦးဇင်းတို့တရားချစ်ခင်သူတော်စင်ပေါင်းတို့တွေစီဝါလက်လံပါတိပေါ်များစေရန်ရှိတန်တမှုအာယုံပြုလို့ဦးဇင်းကမေတ္တာကရုဏာရှိထားခါဖြင့်ငွေဝံဂါထာဟုနာမည်ကြီးသောဒီဝတပ္ပတိအစာရှိတဲ့တပ္ပမင်္ဂလဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒီဝတပ္ပတိအာတိသောရတိမာပါတိသန္တိမာတဏ္ဍတောခတ္တိယောတပ္ပတိဇာယိတပ္ပတိဗျမနောအထံတပ္ပမဟောရတိဘုဒ္ဓောတပ္ပတိဒေဇတာတတိတံဒေဇတံဗန္နံဗုဒ္ဓံဝန္ဒာမိအတရံနမကာရနုဘဝေနတပိပုရိန္တုသင်္ကပ္ပအတိသောရောင်ကြီးတထောင်အလင်းရောင်ခြင်းထွန်းပြောင်ပါဝံရှင်ဒီမင်းသည်ဒီဝလူရှင်အမြတ်ကိုစီးပွားဖြင့်လှုပ်ရှားသွားလာနေအခါ၌တလျင်တပတိပြောင်းတဝံဝံမိုက်မောင်ခွန်းကထွန်းလင်းတကယ်တင်တဲ့နိုင်ပါ၏စန္ဒီမာဧကုံလွန်မင်းပြည့်စုံခြင်းကြောင့်ဖြူဝန်းလာပါရောင်အဝါဖြင့်တတဝတန်တံဘူပန်ငြိမ်ကချမ်းသာအနှင့်ရွှေလာမင်းသည်အတိန်လူသူအမြအနာရှုလျက်အိစကြာယညအခါ၌သာလျင်အာဘာတိဣဒဖြေတင်ပဲရှင်မိုက်မောင်ထွန်းလင်းတောက်ပြောင်းနိုင်ပါပေ၏ခတ္တိယောရှိမြေတနေဘယင်မင်းသည်တဏ္ဍတော်ဝံယံဘူပါတံစာပြေဝဆင်ရမသာလျင်တပတိဂုံသိမ့်ချူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏ယမနောမကောင်းမှုများပဲဆွမ်းထား၍တရားခိုအောင်ယဟန္တာသူတော်ကောင်းသည်စာယီပေါင်းဖို့ဆွမ်းခွာဇဏပြာကိုတေချာကြနာရှုနေမှသာလျင်တပတိဂုံသိမ့်ဖြူမောက်ထွန်းတောက်ကြတရေတင့်တဲ့နိုင်ပါပေ၏အထာထုမတပဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်သည်တပ္ပမဟောရတိံဘေခမလအလုံးစုံသောနေခြင်းဘလုံးဒေဇတာသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုဖြင့်တပတိမပြတ်တကယ်တင့်တဲ့တော်မူပါပေ၏ဓာတိတံထိုကဲ့သို့ရှုအပ်သောဒေဇတံဗန္နံသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုမြတ်တကုနှင့်ပြည့်စုံတော်မူသောဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်ကိုဟံဘုရားတပည့်တော်သည်အတရံယုတိစွာဝန္ဒာမိဥကောင်းရွယ်လျို့မံကိုချိုးကရှ
ရှိခုကြောပါဤမြတ်စွာဘုရားနမကာရနုဘဝေနာဤသို့ရှင်ကိုပူဇော်ရသောကောင်းမှုအနုဘောတော်ကြောင့်တပေလုံးစုံကုန်သောသင်္ကပ္ပတင်သူတော်ကောင်းအပေါင်းတို့တွေကြံစီထားသောအကြံအစီဟုသမျှတို့သည်ပုရိန္တုမတိမြတ်စွာရေစုံနိုင်ကြပါစေကုန်သတည်းသာဓုသာ